Hello. Hi. Oh, so ini bisa masih lagi ni. Maya umar. Hello. Hello. Betul sih sih. Betul sih sih. Lah ni nak sah. Hello. Cái xe lên nó trâu lại con nào. Ê, ra phần này mà sợ. Này này lưu chi đó đi. Thế bà chi đâu. Hello. Cô bà xăm lên sửa rồi thì mà bà. Cô em biến nhau bà đấy. Lưu cả này đi đó. Rồi em mà tự xin đi ra đây nhà giáo. Sao bà mấy xin. Thì mà bà. Đã bà lên sửa rồi. ရောင်မရဲ့လက်ရာကြက်သားတုပ်ဖြစ်ပါတယ်။သူ့ရဲ့တော်ထူးစမ်းအဲ့လိုမျိုးဒီလိုမျိုးနဲ့တုံးပါပါရှင်။ကြက်သားတုပ်ပါ။အိုးကြက်သားတွေအများကြီးပဲ။သူ့ကြက်သားမျိုးကြက်သားတုပ်ကအထူးစမ်းအဲ့လိုဘယ်လိုလဲ။ငရုတ်သီးဘယ်လိုလဲ။အစိမ်းနဲ့လား။မွေးတော့အရင်မွေးရဲ့။ကြက်တော်နီနန်းချင်းနဲ့ဘာဟင်းနဲ့စားမှလည်းတဲ့ဒီနေ့ကအိမ်မှာတုတ်စားတယ်ကြက်သားတုပ်နဲ့ဒါအယိုးနုပေါ့နော်အိမ်မှာတုတ်စားတယ်ကြက်သားတုပ်နဲ့ဂွေးတောင်ရွက်ဟင်းကျူဂွေးတောင်ရွက်ဟင်းကျူနဲ့ကော်တော်ကွာသီးကြော်ဖြစ်ပါတယ်ရှင်Hello စပီမာတခုကဟုတ်တယ်စပီမာချုံနာရှောက်သီးဘက်ကနေရလားမသိဘူးကြက်သားတော့စားပါအောင်ကြက်သားကိုကြက်တော်နေနန်းချင်းနဲ့ဒါငရုတ်သီးအစိမ်းထောင်းတာပေါ့နော်ဟုတ်လားအပွားထောင်းတာအဲ့လိုလေဟင်းချင်စီတက်တဲ့ငရုတ်သီးစိမ်းနဲ့ထားပြီးတုတ်တာပါငရုတ်သီးဝါမီဦးမယ်နော်ဒီကငရုတ်သီးကအစိမ်းမဟုတ်တော့ဘူးဒီကလူလည်းအပွားထောင်းတာအဲ့ဒါပါမယ်ရှင်ဒီမှာထမင်းပါဆက်တော့ဆက်ပါဟုတ်တယ်ဟာလုံးတင်းနေနဲတမန်ကြီးကနှစ်စိတ်တော့အချိန်နဲ့ပေါ့မထနေလာအောင်ရေတက်ကားလုံးနဲ့စားကောင်း这咋走？这刀，哎呦，呼噜，挂汤啊，挂呢？挂布呢？汤没得，啊，啥比？哪里啊？啥比？可以了没有？我那个 AY 不得加的时候呢，那 AY， 然后啥了？哇，那个是。还是啦，对不对？还是啦，晒了。那我话的，这都能年啥的呢？大概这大年年的，这大年便宜，没那家么刚完了。这大年年的买耶。我们真的高兴，山里的行。让你来买美吗？明天吃的药。哎，要看看那苗的，看咱们爱嘛，看为啥嘛？这是怎么呀？这是怎么的些？家里做吧，过位。မင်းသားလေးခေါ်ပါအောင်နဲ့အေးရမင်းသားရင်ပြောတယ်မိမနဲ့အေးကိုထမင်းလာစားတယ်ဒီမှာရှင်ဒါကတော့ဘာကြီးကြော်ပါရှင်ရစလာ
이게 또 얘는 맛이 자, 삽이 하자 삽이 염산에 하자 너 삽이가 삽아지가 네 바산이야 오늘 샤마 떡 주에 짰다도 샤마 떡 주에 짰다도 라멘 랄레 니레 후네 이마냐 이마레 라멘야 뭐야 엄마 라멘 이렇게 되게 맛있어 잘 식으려면ရှင်အသက်ကြီးပြီအမွေးမုံသွားပြီစားရဖက်လို့မရတော့ဟဲ့လားနောက်နေ့အိမ်ခေါ်မလေးမလာမယ်လာလေပါအောင်လို့ဟိုလိုဆိုလည်းအများကြီးဖြူနေပြီဆက်တယ်အရင်ဆက်တယ်မဆက်နဲ့တော့အရင်ဆက်တယ်ပြေအောင်လားစားလာတတတော့这打的300块钱是的这打的人大家咯回到越很牛这不应高呢多那些你多哎人家那叫了很啊人家A哇老个变了我那个 A 要小看啊是的ဟုတ်ကဲ့ဝေးလျှောပါမယ်ရှင်လက်ဆက်တယ် sorry ပါခုန live ကလုံပြောနေနဲ့ရက်ပြီးတော့ကြာကြီးရက်သွားလို့ရှင်ကုန်ငန်းနေပါပြီရှင်ဒါမကောင်းလား finish ပြပေါ်နေဘူးပါပြီစားလို့ပြီးသွားပါပြီဆက်ပါတယ်ဆက်ပါရဲ့ရှင်ပြီးပါပြီပြီးပါဒါတော့ခမင်းစားလို့ပြီးပါပြီရှင်အမြက်လေးတာလေးအရမ်းမြန်တာခမင်းစားရင်မြန်တယ်ရေချိုးရင်မြန်တယ်စကားပြောရင်မြန်တယ်အလုပ်လုပ်ရင်မြန်တယ်အဲ့ဒါမြန်လာမကောင်းစပင်းရဖြူနေပြီရမရနာမည်ခေါ်ပေးပါဦးနော်အောင်ကျော်မို့အခုနာမည်အောင်လူနေသေးတယ်ဆက်တယ်ခဏနိုင်စုံနေပါတယ်ရှင်အခွင့်အရေးရှင်စုံနေပါတယ်အမှုပညာရှင်ဆိုတဲ့အကောင်ကြီးစုံနေပါတယ်ရှင်ကမ်းစတီးညရမ်းမှုလို့ကောင်းတယ်နာနော်ဒီမှာပူဆောင်စုလိုက်မယ်လိုက်ခဲ့မှာလားကိုနာကိုလိုက်ခဲ့မှာလားကွယ်
ဘိုက်စာလာပြီဘိုက်ဆန်ထစားပြည့်ဘိုက်ဆန်ထစားပြည့်သမင်းစားပြီးတော့ပကံလေးရောဆေးရမှာပေါ့နော်ပကံမဆေးလို့ပဲဖြစ်ပါမယ်နော်ကဲတခါလေးလိုက်ခဲ့နော်မောင်နေပြီလားမောင်နေပြီထွက်လိုက်မယ်လင်းသွားပြီညာအမေကြီးဘာနဲ့စားရတော့နဲ့ဘာနဲ့စားတော့တက်သားသုံးနဲ့စားပါတယ်ရှင်တက်သားသုံးနဲ့စားပါတယ်ရှင်လိုက်ခဲ့မယ်တက်သားသုံးရဲ့ပြီးတဲ့ခါကျတော့ခွေးတော့ရဲ့ဟင်းညိုရဲ့ဂေါ်ကားသီးကိုဘဲဦးနဲ့ကြော်တယ်ပကံဆေးရမယ်ရှင်ပကံဆေးရမယ်ရှင်ဒီလိုထားလိုက်မှာနည်းနည်းလေးပေါ့ဒီတစ်ခါတော့ဟိုကပစုံလိုမျိုးပြုတ်မကြတော့ဖုန်းကြည်ရောကြည်ရလာရင်ဖုန်းကနံပါတ်အေးရလိုပဲလိုက်တယ်မြေးတွေကပိတ်အောင်မဖြစ်Yeah. ဒီလိုများဒီမှာလေးတွေထားတွေ့တယ်ပါလေလားမျိုးလို့sorry နည်းနည်းကြာသွားတယ်ရှင်ချစ်စရာလေးအကြည့်ကလေးတွေဒီလိုရှင်အခုကဒါအလုပ်ကနေခုမှပြန်ရောက်တာပြန်ရောက်တော့အိမ်မှာမင်းလေးတွေ့ဆိုပြီးတော့စားဖို့အတွက်ပြင်ဆင်ပေးထားတယ်တက်သားတုပ်ရဲ့ခွေးတော့ရဲ့ဟင်းညိုရဲ့ဂေါ်ကားသီးရဲ့ကော့ကိုထမင်းလေးခုခတ်ပြီးတော့စားလိုက်တယ်ပေါ့နော်ဒါညစာပေါ့အခုစားပြီးသွားပါလိမ့်ရှင်စားပြီးသွားတော့ဟိုပကံနေရဟင်းလေးမကုန်တဲ့တော့မဆေးဘူးကိုစားတဲ့ပကံကတော့ပုံတော့ဆေးလိုက်ပေါ့နော်စပင်းကြီးစီးလိုက်တော့နော်စပင်းကြီးရနည်းနည်းမတင်တတ်ဖြစ်နော် yeah ကဲရပြီရှင်အိမ်တော်မရှိဘူးလားကြီးနေပြီလားလို့အမရဲ့အသက်ကြီးတဲ့အိမ်တော်ရှိရမှာလားပြောသူများသားသမီးလေးကိုဘာတော့သူ့အေးချင်းချင်းနေယူလို့မကြည့်ချင်ဘူးလားကျမဘွားရဲ့သူအဆက်တော်ကြိုက်တာ no အဆက်လုံးဝမကြိုက်ဘူးဒါမဲ့ရောင်းမတုတ်ကျွေးတဲ့စက်သားတို့ကတော့ကြိုက်တယ်ငပိရေးကြိုက်တယ်အဆက်ကတော့လုံးဝမကြိုက်တာအဆက်ကတော့လုံးဝမကြိုက်ပါရှင်အနောက်ကတယောက်ကဘာလို့လဲလာပြီးကျမကိုလာချောက်နေနဲ့နော်ကြောက်သွေးပါတယ်ဖောက်ထုတ်လိုက်မယ်မလေလာပြီးကျမကိုများနောက်ကတယောက်ကဘာလို့လဲတဲ့ကျမအဘေးအဲ့ဒါလေး no ထိမကျေးဇူးပါဟုတ်တယ်ကြိုက်တာတွေ့ရင်တော့မရဘူးကြိုက်တာတွေ့ရင်တော့ပြောမနေနဲ့အကုန်စားပြစ်တာဟမ်ကြိုက်တာတွေ့ရင်တော့ပြောမနေနဲ့စားပြစ်တာပဲဆွရွှေရည်ထားလားကျမကလာမနောက်နဲ့ကျမကလုံးဝအကြောက်လည်းမရှိတော့မိမနော်ကျမကဘယ်တော့မှမကြောက်တဲ့မိမအကြောက်လည်းလုံးဝမရှိတော့ဘလို့နေချစ်တယ်ကျေးဇူးပါရှင်အေးစိတ်နေပါတယ်မျက်နှာကြောက်စရာကြီးတဲ့အေးစိတ်နေပါတယ်မျက်နှာကြောက်စရာကြီးတော့ယူမလို့ကျမကိုပြောရတယ်သူများအိမ်တူရောသမီးလေးကိုရယူမလို့လို့ပြောရတယ်တရားလည်းတောက်ပါနေမှန်တယ်နော်တရားလည်းတောက်ပါနေရမှာတ िश ရှိတာနှာခေါင်းနှက်ညစ်လိုက်အောင်ခဏလေးနော်အမြက်လေးတဲ့ဟိုတခါပြောလိုက်မှာပြောလို့ညစာလဲရှော့နေတယ်ဘိုးလေးတိတတာလေးတဲ့တိတတာလေးဘေဘီလေးမွေးထားတအားလည်းမလျှော့ရဲသေးလို့ချင်းတော့ဒီအဲ့တော့လုံးတဲ့ကလေးမွေးထားရင်ကိုတော်လုပ်ရမှာတော့ကိုကလေးကိုစောင့်ရှောက်ဖို့အတွက်ကိုကလေးကိုပေါ့နော်အများကြီးလုပ်ပေးခြင်းနဲ့သူ့ကိုပြောနေတော့ကိုကျမနေမှာဖြစ်မှာလေညရဲဘာဟင်းနေချက်နေရတော့လာစားခြင်းနဲ့ညဟင်းမချက်ဘူးကိုမြတ်ချက်ပြီးသားတွေပဲစားနေရပါအပေးလက်ပါကျေးဇူးတင်ပါတယ်ဆုံးမလားမသိကြရနော်တပီးသွားပြီဆေးလက်ဆေးပြီးသွားပြီဘာရတာရတယ်ဗီတာကရေးဈေးကြည့်တယ်မိပိတ်
ဗီတာကလည်းစစ်ကြည့်တယ်မိပိတ်ရမယ်ကျေးဇူးတင်ပါတယ်ရှင်အိမ်ရဆိုရင်ဖြင့်ပစ္စည်းတွေနဲ့စတိုခိုင်းလို့ဖြစ်နေပါတယ်ဒါတွေမှာပစ္စည်းတွေနဲ့စတိုခိုင်းလို့ဖြစ်နေပါတယ်ရှင် no hello ကဲအားလုံးပဲကိုထိုက်ပါအမချိုထောပတ်တီးကွယ်ထောပတ်တီးကွယ်ပြီးသွားရင်ဟော်ဒီမှာကွယ်ပြအောင်မေယာကွန်ဥလာယာကွန်ဒီလာယာကွန်ဥရေနောက်နေ့ကြရင်စားမယ်ကွယ်ဟောစကားမဆက်ဒီအင်ကြီးလေးဘလို့ရန်ကောင်းတယ်ဒီလားဒီမှာကြည့်ရောခြီတော့အကြည်တော့တအားလွယ်တယ်ကြည့်လိုက်အကြည်တော့တအားလွယ်တယ်ဘယ်လိုပြအဲ့လိုပြလိုက်မယ်ဒါကြည့်ဒီမှာကြည့်လားနော်ရှမ်းဝလို့ကောင်းတယ်ပေါ်ပါနေရောဒီအင်ကြီးလေးကိုသဘောကျရဲဆိုရင်တော်ဝင်စင်တာညီတက်က BKK ဆိုတဲ့ဆိုင်မှာရှိပါတယ် BKK fashion and ဗာတယ်မသိဘူးအဲ့ဒါ BKK ဆိုဆိုင်မှာရှိတယ်တော်ဝင်စင်တာမှာခုလို့ရန်ကောင်းနော်40နာနီးလာတော့အဖြစ်တော့ပြောကြည့်ပါကျေးဇူးတင်ပါတယ်မခိုင်စာရေးဟိုတစ်ခါကလို့ပဲစကားကောက်နေလက်ခံယူဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်စကားကောက်နေရွေးချယ်နေပါတယ်40နာနီရောမြက်လေးကိုအားကြပြီးသဘောလေးကြနေတယ်တဲ့ကျေးဇူးတင်ပါတယ်မြက်လေးကိုအားကြရဲဆိုရင်ယူကချစ်သူပဲထားနော်ယောက်ျားမမြက်လေးကအဖော်ရအောင်တလောကလုံးရီးစားပဲထားခိုင်းပဲယောက်ျားမယူခိုင်းဘူးဒီမနဲ့တူတောက်ပါကြမယ်ကွယ်မိန်းမတွေအသက်ကြီးလာစပင်းစီးရမလားတော့အိုသွားတယ်ဒီလိုလေးစပင်းလေးချလိုက်ရင်ဟေးနုပြူသွားပြီငယ်သွားတယ်ပေါ့ကွယ်ဒီမှာကြည့်လိုက်မိန်းမတွေကမလွယ်ဘူးဟုတ်တယ်မဖတ်ကြည့်ဖတ်ကြည့်တော့ရှောက်သီးပတ်ကြည့်တာမသိဘူးဟုတ်တယ်ရှောက်သီးပတ်ကြည့်ခုနရှောက်သီးညှစ်ပြီးတော့လုပ်ထားတာရှောက်သီးပတ်ကြည့်ကြည့်ပါဦးသပင်ဖြူတွေကြည့်ပါဦးဒီမှာတွေ့လာသပင်ဖြူတွေဒါအဆင်ပြေပါတယ်ကြိုက်ပါတယ်အဲ့လိုမျိုးကိုယ်ဘယ်သူမှအဲ့လိုလာပြီးမကြည့်ကြဘူးလေနော်ဒီလိုပဲကြည့်ရဆိုတော့အေးစီပဲနော်အခုလေးပဲစားပြီးတယ်ဟုတ်တယ်နော်အခုလေးပဲစားပြီးတယ်မမြင်လေးကျေးဇူးတင်ပါတယ်ရှင်ပေးရစုနဲ့ပြပါစေညီတော်ရှင်အများကြီးချစ်တယ်ကျေးဇူးပါထိုင်းကနေကြည့်နေတဲ့ဇာမနီဘွားလေပြာတာကဲကျေးဇူးပါအားလုံးပဲတက်တာပါရှင်ကဲမမြင်လေးနားပါတော့မယ်ရှင်ကျေးဇူးပါအဲ့လိုမကြတွေ့ပါမယ်တက်တာပါရှင်ဘာတော့ဘိုက်စားပြီးပါဘိုက်ကားသွားပြီအဲ့တော့မိတ်ကပ်တွေဖြတ်မယ်မျက်နှာလေးကို mask ကပ်မယ်ပြီးရင်အိပ်ပါတော့မယ်ရှင်တတာ